လာပြီအေးညလိုက်တာငါစောင့်ခဲ့ရတယ်မို့ငါအလှပဆုံးပွင့်လန်းမို့ငါအမျော်ကြီးမျော်ခဲ့ရတယ်မို့အခုတော့ရွာပြီလေကဲအေးညတဲ့မိုးဆက်လေးတွေအောက်မှာငါရဲ့၆တွေ့နေတဲ့အခွန်လေးတွေပွင့်ရသွားပြီငါရဲ့အဝါရောင်အလှတရားတွေနဲ့လောကကြီးကိုအလှဆင်လိုက်ပြီတပင်းလုံးဝထင်သွားတဲ့အချိန်မှာလမ်းပေါ်ကလူတွေကဝမ်းသာအားရအော်ကြတယ်။ဘရောက်တွေပွင့်ပြီးတဲ့သူတို့ဝမ်းသာနေတာကိုကြည့်ပြီးငါလည်းအယမ်းဝမ်းသာတယ်။သူတို့ဝမ်းသာနေတာတွေကငါအတွက်တော့အကြီးမားဆုံးဆုလက်ပါပဲ။ဝမ်းသာလုံးလို့မျက်ရည်တောင်ဝဲတယ်။သူတွေကိုပြောစီခြင်းနဲ့ငါဆန္ဒတွေအခုတော့ပြေးသွားခဲ့ပြီလေ။ငါသက်တမ်းကတော့တရက်လောက်ပါပဲ။မနေ့ဖြန်ဆိုရင်တော့ငါကြွေရတော့မယ်ဒါပေမဲ့ငါမနှမျောပါဘူးလူတွေရဲ့အတာတကြံကိုငါရဲ့အဝါရောင်လေးတွေငါရဲ့အလှပါတွေငါရဲ့ရင်ထဲနေနဲ့အစွမ်းကုန်ဆင်ရပေးနိုင်ခဲ့ပြီလေငါရဲ့ကံကြမ္မာခဏတာပွင့်လန်းပြီးထာဝရအဖက်တရဖြစ်ကြံရခဲ့ပါပဲလေအတာကိုမုံလုံးရေပေါ်နဲ့ပတောက်သူတို့အားလုံးဟာတကြံရဲ့အပိုင်းအစလေးတွေပါတကြံဆိုတာရေပတ်စော့ကစားရုံနဲ့မဟုတ်ဘဲနဲ့ဝိုင်တို့ပတ်ဝန်းကျင်ကအရာလေးတွေရဲ့မျှော်လင့်ချက်နဲ့မြစ်တာတွေပါပေါင်းစပ်နေတာပဲဖြစ်ပါတယ်အခုဝိုင်တင်ဆက်ပေးခဲ့တဲ့အတာဦးလေးအကြောင်းမုံလုံးရေပေါ်လေးတွေအကြောင်းဘရော့ပန်လေးအကြောင်းကိုနားဆင်ရင်းနဲ့တငယ်ချင်းတို့ရဲ့တကြံလေးရဲ့လေးတွေလည်းပိုပြီးလှပပျော်ရွှင်ဘေးအန္တရာယ်ကင်းပါစေလို့ဝိုင်ကဆုတောင်းပေးလိုက်ပါတယ်နေ့တည်းမှာကောင်းတဲ့အကြံစီမှန်သမျှအောင်မြင်ပြီးစိတ်ရချမ်းသာကိုယ်ရကျန်းမာခြင်းတွေနဲ့အမြဲတည်ဆုံနိုင်ပါစေမိသားစုတငယ်ချင်းမိတ်ဆွေချစ်သူခင်သူတွေချစ်ချင်းမြတ်တာတွေပုံမလွှမ်းခြုံပြီးငြိမ်းချမ်းပျော်ရွှင်စွာနဲ့အတူတူရှိနိုင်ကြပါစေလို့